မငယ်တဲ့အောင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်အမရဲ့အောက်မှာဒီညီမလေးလာမဲ့ထားတဲ့ကွန်မန့်လေးကိုအမတွေ့တဲ့အခါမှာပြင်ရင်ကောင်းလားမပြင်ရင်ကောင်းမလားပေါ့နော်အမစဉ်းစားလိုက်သေးတယ်ဒါပေမဲ့အမပြင်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒီညီမလေးအမကိုလာရေးထားတာကဘာသာကြီး၄ရက်လုံးကိုတဲ့စစ်ဆက်လေးလာပြီးတဲ့နောက်ဘာသာမဲ့ခံယူခဲ့တယ်တဲ့ဘာသာတိုင်းမှာတဲ့ကောင်းတဲ့အချက်ယူအစစ်မပြေတဲ့အချက်ပယ်လိုက်ပါဘာသာတိုင်းကပြီးပြည့်စုံပြီးယုတ်တိရှိမနေဘူးတဲ့အကုန်လုံးလေးလာပြီးမှသိလိုက်မယ်တဲ့ဒါကတော့ညီမလေးအမကိုရေးတဲ့မိကွန်းဖြစ်တယ်အမကလည်းညီမလေးကိုပြန်ပြောပြချင်တာကဘာလဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရားကလေးတင်ချီနဲ့ကဘာတသိန်းပါရမီဖြစ်ကျက်ပြီးမှရခဲ့တဲ့တက်ပင်ညုတဉာဏ်နဲ့ထိုးထွင်းပြီးခဲ့တဲ့သိခဲ့တဲ့ဒီတရားတွေကိုအမတို့ကဘာနဲ့မှမလေးနိုင်ဘူးဒါကြောင့်မလို့အမတို့ကပြောချင်တာကအမတို့ဒီမြတ်စွာဘုရားသိခဲ့တဲ့လေးတင်ချီနဲ့ကဘာတသိန်းသိခဲ့တဲ့အရာလေးခန္ဓာပေါင်း8400တောင်လေးအများကြီးပြောမှဆိုအများကြီးဒီဓာတ်တွေကိုအမတို့လေးလာလို့လည်းမကုန်သေးဘူးဒါကြောင့်မလို့အမတို့ဘယ်ဘာသာအမတို့လေးမလာဘူးလို့ပြောတယ်အမတို့ဘာသာဒဲမှာတင်အမတို့ကပြည့်စုံပြီလို့အမရေးလိုက်တာပါညီမလေးနော်ညီမလေးကဘာသာကြီး၄ရက်လုံးကိုညီမလေးကတာစစ်လေးလာခဲ့မယ်ဆိုရင်ညီမလေးဘာသာမဲ့ဖြစ်သွားစရာအကြောင်းမရှိဘူးညီမလေးမိစ္ဆာဒိဋ္ဌိအယူကိုယူမှာမဟုတ်ဘူးအဲ့ဒါလေးကိုအမပြောပြချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်